Mobile Legend အမေကမင်းကိုမှတ်မိသွားတဲ့နေ့မင်းက Mobile Legend ကစားနေဂိမ်းတွေကမင်းကိုစောက်ကြည့်နေတာမျိုးခံစားရဘူးလားကျုံးတာနိုင်တာတဲ့ပို့ပြီးတော့အမေကမင်းရဲ့အားနည်းချက်တွေကိုသိနေတယ်ဆိုရင်ရောဘာတွေဆက်ပြီးတော့ဖြစ်လာမလဲဇင်ဖြိုးကအသက်22နှစ်နေ့လယ်ဘက်အလုပ်လုပ်တယ်ညဘက်မှာအမေကစားပါတယ်သူ့ဘဝထဲမှာစိတ်ပီစည်းမှုတွေအိမ်တော်ရေးပြဿနာတွေအလုပ်ဆင်မပြေမှုတွေအကုန်လုံးကိုမေးဖို့အတွက်ဂိမ်းကစားရပါတယ်ဂိမ်းထဲမှာ control ကောင်းကောင်းရတယ်သူဟာ pro player တယောက်အဲ့ဒီနေ့ညက run တပွဲစဆော့နေတဲ့အချိန်မှာ loading screen ထဲမှာ hero တွေရဲ့မျက်လုံးတွေကသူ့ဘက်ကိုလှည့်ကြည့်နေတယ်လို့မျိုးခံစားခဲ့ရတယ်ဂိမ်းတပွဲကိုစတင်တဲ့အချိန်မှာအနောက်စားရဲ့အတန်ကအနှဲငယ်နှေးပြီးတော့ခြောက်တွေ့နေတယ် Welcome to Mobile Legends လို့ဖြစ်ရမယ့်အစား Welcome back ဇင်ဖြိုးရဲ့စိတ်ထဲမှာရှိတာတွေဟာဂိမ်းထဲမှာတကယ်ဖြစ်လာတယ်စိတ်တူနေတဲ့အချိန်ကျရင်ဂိမ်းကရှုံးတယ်ဘာသာထွက်နေတဲ့အချိန်ကျရင် teammate တွေကထိုးတယ်အချင်းစိတ်တွေဖြစ်လာတဲ့အခါဂိမ်းပွဲကမိနစ်တွေကိုပို့ပြီးတော့ရှည်လာခဲ့ပါတယ်တစ်ဆက်တည်းမှာပဲ teammate တယောက်ကစာရေးလာခဲ့ပါတယ် user name ကလည်းသူလုံးဝမကြားဘူးတဲ့နာမည်တစ်ခုနဲ့ပေါ့ You cannot quit yet မင်းကလုံးဝမခွဲခြားနိုင်တော့ဘူးတဲ့ဖုန်းကိုပိတ်ဖို့ကြိုးစားတယ် power button အလုံးမလို့ဂိမ်းထဲက hero တွေတည်တိုင်းဖုန်းကအနှဲငယ်ပူလာတယ်နောက်ဆုံး team fight တွေမှာ screen အပြည့်နဲ့စာတန်းတစ်ခုထိုးလာခဲ့ဖတ်မသွားပါနဲ့မင်းမရှိရင်ငါတို့အဆုံးမတတ်နိုင်တော့မီနီမတ်ထဲမှာလည်း hero တွေမဟုတ်ဘဲနဲ့ကျန်နေတဲ့လူတယောက်ရဲ့ project ကိုပဲတွေ့ရအောင်အဲ့တပွဲပြီးတဲ့အခါသင်ဖြိုးကလုံးဝမတင်ကြတော့ပဲနဲ့ back history တဲ့ကိုဝင်ကြည့်တဲ့အခါမှာသူမစော့ခဲ့တဲ့သူအိတ်နေတဲ့ညတွေမှာပါမင်းကဇက်တိုက်ဆိုသူလို့စော့ထားတာကိုတွေ့ခဲ့ရတယ်ဗျသင်ဖြိုးလည်းကြောက်လန့်လာပြီးတော့ဖုန်းကိုမှောက်လျက်ပစ်ထားကအိတ်ခဲ့ပါတယ်ဒါပေမဲ့ဖုန်းကတော့ဇက်တိုက်ဆိုသူလို့ဒင်းတွေကပွဲတွေဓာတ်တန်တွေစပဲတန်တွေကိုစက်မပြတ်ကြားနေခဲ့ရတာပဲဖြစ်ပါတယ်မနက်မိုးလေးသင်ဖြိုးနိုးလာတဲ့အခါမှာသူ့ဖုန်းကိုကောက်ကင်လိုက်တော့ဘက်ထရီက100%တော့အပြည့်နဲ့သူဟာညရတဲ့ကဂိမ်းကိုမစော့ခဲ့ရသေးပါဘူးဂိမ်းဆွဲနေခြင်းရဲ့စိတ်ပိုင်းဆိုင်ရာကြိုးပြတ်မှုတစ်ခုကိုအဲ့ဒီညကခံစားခဲ့ရတာပဲဖြစ်ပါတယ်။ Mobile Legends ရဲ့ကြောက်စရာကောင်းဆုံးအရာ Ghost မဟုတ်ပါဘူး။မင်းစိတ်ပင်ပန်းနေတဲ့အချိန်အားနည်းနေတဲ့အချိန်တွေကိုမင်းတက်ကောင်းကောင်းသိနေတာပဲဖြစ်ပါတယ်။ဂိမ်းကိုကစားပါ။ဂိမ်းကမင်းကိုကစားနေတာမျိုးတော့လက်မခံပါနဲ့။ဒီလိုဂိမ်းရဲ့မောင်ပန်းချန်ဗီဒီယိုလေးတွေကိုနေ့တိုင်းတင်ဆက်ပေးသွားမှာမို့လို့ like and follow နဲ့ subscribe လေးလုပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျ။